ဒီ comment လေးကိုဖြေချပေးမှာဖြစ်ပါတယ်ဆရာလူနေတဲ့အိမ်ကိုအပေါင်ခံထားမိရင်ကိုကစုံသွားနိုင်လားဆရာဆိုတဲ့ comment လေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဒီ comment လေးကိုဖြေချပေးမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တရားလွတ်တော်ရှင်တွေဥကြုံဖြစ်ပါတယ်အခုလို online ကနေဥပဒေကိုတုတ္တဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ဆက်နေစီပါတယ်လူချင်းမရဥပဒေကိုလေ့လာလိုက်စားတဲ့ဆိုရင်တော့ကျွန်တော်ကို follow လုပ်ထားနိုင်ပါတယ်အခုလည်းပဲလူချင်းမရအိမ်အပေါင်ခံဖို့အစီအစဉ်ရှိနေတယ်ဆိုရင်တော့အခုဒီဗီဒီယိုလေးကိုအဆုံးထိဆက်လက်ကြည့်ရှုဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ကိုကအိမ်အပေါင်ခံတော့မယ်ဆိုလို့ရှိရင်အိမ်ကိုတောက်ခတ်ပြီးတော့အိမ်မောကနေတခါတည်းဆင်းခိုင်းတာအကောင်းဆုံးဖြစ်ပါတယ်ကိုနာမည်နဲ့အိမ်ကိုအယောင်ဝယ်စာချုပ်ချုပ်ပေးထားမယ်ဒါမှမဟုတ်စာချုပ်စာတမ်းတွေကိုပေးထားမယ်ဆိုရင်လည်းပဲလူကြီးမိအနေနဲ့မစွန့်စားသင့်ပါဘူးဒါကြောင့်အိမ်အပေါင်ခံတော့မယ်ဆိုရင်အပေါင်ခံမဲ့အိမ်ကိုတောက်ခတ်ပြီးတော့အိမ်မောကနေတခါတည်းဆင်းခိုင်းတာအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုမှမဟုတ်ရင်လူကြီးမိအနေနဲ့အပေါင်ခံတာကိုလက်မခံသင့်ပါဘူးအခုဆိုလို့ရှိရင်လူကြီးမင်းကအိမ်ပေါင်းတာနဲ့ပတ်သက်ပြီးတော့သိသွားပြီလို့ထင်ပါတယ်ကိုသိလို့သူများလည်းသိအောင်အခုဒီဗီဒီယိုလေးကိုပြန်ပြီးတော့ share နိုင်ပါတယ်သိချင်တဲ့အကြောင်းအရာရှင်လဲ comment မှာမှန်ခဲ့လို့ရပါတယ်အချိန်ရရင်ရတယ်လို့ပြန်လည်ဖြေချပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်